တော့နေညာလေဆင်းနေတယ်လို့ပဲဩပြပြတတ်တာလို့ပါ စတီလေးနဲ့တူ ဟာတော်ပြီမနေနဲ့တော့ ဘာလဲညွှန်းညင်းလာလားပြော မဟုတ်ပါဘူးမိမတဲ့မိမပြင်ပန်းမှဆိုလို့ဘာမှမလုပ်ခိုင်းစေချင်တာနော် အော်သိပြီယောက်ျားစကောပြောင်းတာနဲ့အတော်ပဲမိမလာလိုက်ခဲ့လား ဘယ်တော့နေခင်းကြောင်တောင်နဲ့ဘာမှမလုပ်နိုင်အောင်တော့ဒီမှာပြင်ပန်းနေရအကြားထဲက အာဘာတွေတွေးနေတာတော့လိုက်မလာလိုက်ခဲ့စမ်းမလားလက်ဇူရီစပါကိုရောက်ပြီ luxury spa ဆိုတာဘာလဲတားရတဲ့ဟာလား အာပေါက်ဖေးရဘဲတာငါယောက်ျားရဲ့ရိုးလိုက်တာစပါဆိုတာလေယောက်ျားတို့ညောင်းညာကြိုက်ခဲနေတဲ့သူတွေလားအနစ်ခံတဲ့နေရ အော် မိမဆိုလို့ရှိရင်တကယ်ချင်းမင်းခဏရောက်ဖြစ်တယ်တူအာယောက်ျားရောက်ပေါင်းခေါ်လာတာဒါဘာလဲကျိုးပါလဲ โอเคတင်လိုက်နော် โอเคမဘယ်လိုကျိုးပါ Harry Luxury Spa က day မှာဆိုလို့ရှိရင် 2+1 မနေ့6နိုင်ရနေပြီးတော့ညနေ6နိုင်အထိရတယ်။ညနေဆိုလို့ရှိရင် 3+1 ကိုညနေ6နိုင်ရနေပြီးတော့မနေ့6နိုင်အထိရတယ်။ည7နိုင်ကျော်သွားပြီဆိုလို့ရှိရင်လည်း 3+1 အချိန်နဲ့ပေးအိပ်ပါသေးတယ်ရှင်။အာမိမရဲ့အခုမှနေလို့ထိုင်လို့ကောင်းသွားတာပဲအညောင်းပြေသွားတာပဲ ကောင်းပါဗောဒီကသူတွေအားလုံးကအနစ်ဆရာကြီးနဲ့တတိချာချာလေးတင်တာလေကဲလာအင်ကြီးလေးပြန်အောင်လက်ဆူရီဘာရှိသေးတာပဲဟိုဘာနဲ့စပါးနဲ့တွဲခွင့်နာနေမှာလာယောက်ျားမထိုင်ရအောင်အရင်တွင်းလိုက်အောင် မထိုင်နဲ့တော့နော် ဘာလို့လဲယောက်ျားလဲအဲ့လိုမရိုးအောင်စမ်းပါနဲ့ အော်မဟုတ်ပါဘူးမိမပတ်စံကုန်မှာဆိုလို့ပါနော် မကုန်းပါဘူးလင်မြန်းတော့တစ်ခါတလေလေးအပြင်ထွက်တာပဲတွားထိုင်အောင်လား ငါလိုဂရမီဆုရှင်မင်းသမီးကနှစ်မိန်းမကိုစပို့ပေးရမယ်ဟုတ်လား ဟုတ်တယ်လေမင်းသမီးကလည်းဘာဖြစ်လို့လဲကျွန်တော်မိမကလေဆိုဖရက်အဝတ်စားလေးနဲ့ဇုံပြီးစော်လာပြမယ်အဲ့ဒါမင်းသမီးကနေပြီး viewer တက်အောင်အရှိနားလေးမှာမျက်နှာပြပေးရုံပဲ ငါတိုင်ရတော့ဘာမှမပြောရဘူးလားငါတိုင်ရတော့အများကြီးပြောချင်တယ်ငါပညာလေးပြချင်နေတာနော် မင်းသမီးကပြောရမှာပေါ့ပြောရမှာ ပြောရမယ်ဆိုပြီးတာပဲလေ ဒါလေး so fresh နော် ဟာ ဒါလေးလည်း so fresh ပဲနော် ဝါ ဒါလေးရောပဲနော် ဝါ ဟာမင်းသမီးဘလို့လုံနေရလဲနည်းနည်းမအလုပ်ကိုလည်းအာယုံစိုက်ပါဦး professional ဆန်နေရမယ်လေ အေးဟောင်းလေးတစ်လုံးပြောရတော့ပဲ professional ဆန်ရမယ်ဝါတကယ်ချင်းနင်ကိုကြုံကြည့်ခိုင်းမယ်ဆိုတာဒါလေ အော်ဒါလားငါတခြားမဲ့လို့ ဘာဖြစ်တာလဲတကယ်ချင်းဘာဖြစ်တာလဲရရလားဟောဒီနေကြီးရတော့လေနေပြစ်မဆောင်ငါတော့ဖြစ်လိုက်ပါတော့ဟဲ့ ရရတယ်မလုံးနဲ့ဒါလေးအမလေးငါနှလုံးသားကိုလေချွေညစ်လိုက်တယ်လို့ပဲ ရတယ်တကယ်ရရလားရတယ် ဟဲ့လားဟဲ့ကျုံကြည့်ပြီးပြန်လို့ရှိရင်ငါတို့တောက်တော့စားရ မစားချင်ပါဘူးစားလိုက်ငါပဲရှင်းနေရနှစ်လင်လားနှစ်လင်ကိုရှင်းခိုင်းလေသူ့လင်ကြောင့်ရှင်းခိုင်းအောင် တကယ်တော့ဘာဖြစ်တာတော့တလောက်လမ်းရှင်းနေတာနေရလေလေးရနော်အဲ့တိုက်လေးကောင်းတယ်ဟဲ့လုံးနော်လက်နဲ့ချောင်းအောင်ငါတက်တော့တယ်မလို့နော် ပေါင်းကြီးရလဲနည်းနည်းမထူအောင်လေ အထူပါဘူးတော့ကလေးနဲ့နေထားနိုင်မှာကထားစမ်းပါဟဲ့လုံးနေနဲ့ထားကဲအခုလိုရံပြက်လိုက်ပြန်ချက်လိုက်နဲ့စည်ရင်းနဲ့ပေါင်းလို့ရတယ်စစ်မှန်တဲ့တငယ်ချင်းလိုချင်လား လိမ application ကိုသုံးလိုက်နော်သူကလေ free လေးသုံးလို့ရတယ်စိတ်တူကိုယ်တူဝါသနာတူပြီးတော့စိတ်ရင်းမှန်နဲ့ပေါင်းလို့ရတဲ့ချင်းများလဲရှာလို့ရတယ်နော်လိမ application ကို အော်အခုပဲ download ဆွဲလိုက်တော့နော် ဘလို့လဲဟာတကယ်ကောင်းပါပဲကွာမိမရေမိမပြောစရာရှိရစနဟိုမှာခြာသိတယောက်လေပူးနဲ့တစ်ဖက်ဒေါင်းနဲ့တစ်ဖက်စီးသွားတယ်ကွာ ဟုတ်လား ဟုတ်တယ် ဟ
ဒါမလို့ဖြစ်တော့ဒါမလို့ဖြစ်တော့ဆောင်းလာတယောက်စီးသွားချက်တဲ့ကလည်းဒီတိုင်းပဲဒါမလို့ဖြစ်တာလေပြောဘာဖြစ်တာ ဟောအိမ်မတခိုးကတာ တခိုးကတာ နော် မင်းကဘာဖြစ်တော့သိလဲ ဘာမှတော့မဖြစ်ပါဘူးဒီလောက်နေရတော့လေအခုမှအရင်ကြောက်တာရတော့ပြောမရှိမဖြစ်ဘူးလို့အရင်ကြောက်တာ ဒါဆိုကျွန်တော်ဟာ နွား ရခိုင်ထောင်ကြိုက်သူတွေအတွက်ရခိုင်ငပိထောင်လေးရှိတယ်လို့ ဗမာထောင်းလေးကိုမှဆက်ဆက်လေးကြိုက်သူတွေအတွက်ဆက်ပြက်လာငပိထောင်းလေးလည်းရှိတယ်နော်လက်ဆက်ချောင်းလုံးလေးလက်စွပ်ပန်ခြင်းလို့လက်စွပ်ဆယ်ဝင်ပေးပါလားပေးနော်မမကလေစိုက်ရှင်းဆိုတော့လက်စွပ်ဆယ်ဝင်ပေးလဲလို့လေဘာမှဖြစ်မသွားပါဘူးပန်းဝရတာလေသူမြင်မြန်အတိတ်မိတာလေးတတိရအောင်လို့အနဲ့နာခံပြီးယူပေးရတာပေးနော်ပေးမမလားလို့ရလားရပါတယ်ရတယ်တဲ့ယူမယ်ကဲကြည့်အတိတ်မြင်မြန်တတိရအောင်ကြည့်လို့ကြည့်လို့ဟဲ့နော်ဒီမှာနောက်ပါဆိုင်အတက်ကလေးထွင်တယ်လေပြောအောင်ကြည့်ဦးမယ်ကဲ တင်နေလိုက်ကြတော့နော် ဟုတ်ကျမလာ ကဲမန်ကောင်းရေပြီးကြပြီလားပန်းဦးရော အော်ကျွန်တော်တို့ပြီးပြီဗျာပန်းဦးတော့ဘာဖြစ်နေမှန်းလည်းမသိဘူးမပြီးသေးဘူးမမ ဩ तू ကလည်းဘာလုပ်နေရလဲပန်းဦးရေပန်းဦးကဲပြီးပြီလားပြီးတော့ကြရအောင်လေ ပြီးတော့ပြီးပြီဒါပေမဲ့ပန်းဒီနေ့မတွားနိုင်တော့ဘူး ကဲဘယ်လိုဖြစ်ရလဲပန်းဦးပဲမန်ကောင်းမဲ့ညင်ရအောင်လို့ဆိုပြီးတော့ KTV တွားမယ်ဆို အဲ့ဒါပဲဒီနေ့တော့ဘလို့မှမတွားနိုင်တော့ဘူးဟုတ်နောက်မှတွားကြမယ်လေဒီနေ့ကလေဘာအစားမလိုက်တယ်သူပိုက်တရားရက်ပြီးကိုနာနေတာ ကဲဘယ်လိုကြောင့်လဲအမအကုန်လုံးစီစဉ်ပြီးသွားပြီလေ ဒီနေ့ကတော့လေဘလို့မှမလိုက်နိုင်တော့လို့ပါဒီလိုလုပ်လိုက်လေမတို့ပဲတွားနေလိုက်ဒီနေ့ပန်းလို့လည်းမလိုက်တော့ဘူးနော် မန်ကောင်းဘယ်လိုဖြစ်တာလဲမန်ကောင်းအဆင်ပြေလားမန်ကောင်းဟဲ့ဒိတ်ဆာသူများခြံမှာလဲလာကစားနေတယ်သူများရဲ့အဖိုးတန်တောင်းလဲတခိုးလို့လာပြောနေသေးတယ်လုံးမလို့နေကတခိုးလို့ရမှာကစားတယ်ဆိုရင်တော့ငါတောက်တော့တခိုးလို့ခိုင်းစရာအကြောင်းပါမှမရှိဘူးနေမတူတပီးလဲလာစားအော်တော့ဘုတ်ဆုံမရဲ့တမီးကိုဖေးကလည်းအယက်သမားမေအေကလည်းဖဲသမားအစင်တမရှိတဲ့ဟာတွေတာနောက်ကကိုနဲ့အစင်မတူတဲ့သူတွေနဲ့မပေါင်းနဲ့ကြားလားအမေမကြိုက်ဘူးလာတာတော့မယ်သွားမယ်နင်မပေါင်းစရာတကယ်ချအလုပ်လုပ်ရှားတယ်လားအေးရောက်မှငါအကြောင်းကောင်းကောင်းတင်မယ်လာကိုနဲ့အစ်မတူတဲ့သူတွေနဲ့မပေါင်းနဲ့ ဟေးအမေစဟုတ်ပါရဲ့နော် နင်စတီဗင်ဟုတ်လား ဟုတ်တယ်နင်ကမမိသေးရဲ့နော်နင်ကိုကြည့်ရတာပြောင်းလဲသွားလိုက်တာငါတို့လေနင်များပြန်လာမလားဆိုပြီးဒီနေရာမှာအများနဲ့စောင့်မျှော်နေခဲ့တာပြန်လာတော့လေ10နှစ်ကြီးများတော့မနော် ငါဒီညောင်လွယ်လွယ်နဲ့ပြန်လာစရာလားအေးနေ့ကနေ့အမေပြောခဲ့တဲ့စကလုံးတိုင်း မမလေမမငင်းဝေသွားမအောင်ရမ်းစိတ်ပူတာပဲ ဟဲ့နင်မညင်းဝင်မှာပဲစိတ်ပူမနေနဲ့ဒီမှာဒီခက်ဒီကာလာကြီးမှာလေဒါပြမှာလဲစိတ်ပူကြအောင် ဟာဒေါ်လေးကလည်းမမလက်ဝက်လက်စားဒေါ်လေးစီမှာအများကြီးကြံသေးရဲ့လေ အမလေးဟဲ့အဲ့ဒါကိုနေကတသက်စာနဲ့ထင်နေတာလားကုန်ပြီ ကုန်ပြီ အေး ဟာဒေါ်လေးကလည်းတားမမနဲ့လက်ထပ်ပြီးသွားတဲ့ခါကြိုက်လေအဲ့ဒါလေးတို့ထူခွဲရောင်းချပြီးဟန်နီမွန်းသွားပါမယ်ဆိုနေမှာ ဘာဟန်နီမွန်းလဲဒီမှာလောလောဆယ်ကလေဒါပြေးဖို့အရေးကြီးတာဟဲ့ဟန်နီမွန်းကအရေးကြီးတာမဟုတ်ဘူးအလုတ်ကလေးဘာလေးလုပ်ဖို့လဲလေခေါင်းနဲ့ထည့်ထားကြအောင်ငါဒါပဲပြောချင်တယ်ဒီမှာငါအပြိုကြီးငါဘဒူးမှလုတ်ကြွေးတာမဟုတ်ဘူးငါတယောက်လုတ်စားလေးနဲ့အကုန်လုံးစားတော့မျိုးဆိုလို့မရဘူးခေါင်းနဲ့ထည့်ကြအလုပ်လုပ်ဖို့ငါဒါပဲပြောမယ် မဘလို့လုံးကြမှာလဲအခုပြောရင်တော့ဗိုက်စာနေပြီ ဟောဘယ်လိုလုပ်ရမှာလဲမောင်ယောက်ျားဆိုတော့လုံးလုံးရမှာပေါ့ မောင်တော်လုံးမယ်ဆိုရင်မလည်းလုံးမယ်မောင်တစ်ချမ်းမေတရက် အဲကြောင့်ချစ်ကြီးရတော့ဘွာ ဟေးရဆောင်ဟေးရဆောင်ဘာလို့လဲမ ခဲနေပန်းပွင့်ဘလို့ရအောင်လား အပတ်ပွင့်လာ2000ပါရှင့် ဟမ်ဈေးကြီးတာ1500ထားလိုက်ရရင်ယူမယ်မရရင်မယူဘူး 1500တော့မရအောင်မဝတ်ထားရွှေလဲအားနာပါဦး ဘာလို့အားနာရ
မလဲနင်ပန်းပွင့်လဲကြည့်လိုက်အောင်လက်တော့တာမှမဟုတ်တာငါနင့်ကိုတနာလို့အားပေးတာ ပေးလိုက်ပါမယ် မမဘယ်လိုလဲရောင်းကောင်းလား ဒီလိုပါပဲ ပြင်မန်းသွားရင်လည်းတူတယ်ဟဲ့မအမောင်လေးမောင်ရင်ကြီးပြောတာရှိလို့ ဘာလို့လဲလူမြင်ခွင့်ရှိမှာ Where you marry me? Yes, 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 yes. 哦，俺都表示那样连他呢，全当那样连他呢，俺苦苦老妈撇到没。ဟဲ့အော်စောနာညီမလေးဟုတ်ပါရဲ့နော်ဟုတ်တယ်အကွာလေစောနာရိုက်ကွင်းထဲမှာဆိုတော့မှုဝင်ပြီးတော့ခြေတလို့ဖြစ်သွားရင်တောင်းပန်ပါရဲ့နော်ဒရိုက်တာတွန်းလိုက်တာနာမျက်နာသွားသေးလားနည်းနည်းလေးပါဘယ်လိုဆိုင်အောင်ဆေးထည့်အောင်နော်ဟုတ်အဲ့ဆိုကိုတော့ခွင့်ပြပါကိစ္စအောင်နော် ငါချင်းနင်တန်နေကိုကြိုက်နေလားမသိဘူးနော်ဟုတ်လားဟုတ်တယ်ငါတို့မြောက်ပဲရှိအောင်မလေးနင်ကိုပဲစကားလာပြောဆိုနင်ကိုကြိုက်လို့နေမှာပေါ့ချင်နေဘာလဲလေနင်ကညို့ကြိုက်ချင်နေဖုန်ကြောက်လိုက်တော့ငါဖုန်ကြောက်ရမယ်ချစ်ပါမလားဒါလေဘုစားပါရင်မလွယ်ဘူးဘုစား ဟာမင်းကဘယ်လိုလုပ်နေရတော့မင်းသမီးရောလည်းအားနာအောင်လေကွာမင်းကလည်း အားလုံးပဲဖေအားလုံးပဲဖေလက်ရှိပါဆိုလက်ရှိပါဆိုကျမဒီစားစကားပြောမယ်မင်းတို့တော့ယူစပါရမ်းလည်းမလို့ပါမင်းသားနဲ့ဆွေမီးပြလဲပဲခင်ဗျာခင်ဗျာအားတောင်ဝဲကြော်ရမင်းသားနဲ့ဆွေအကုန်ချစ်တော်နိုင်ပါလေစစ်ဒီချင်းကစားတုံးရောက်သည်အမြဲတူနေရတော့မည်ဘေခမခွေရမြဲဆွေလန်းချကြသည်သမီးတမနဲ့လုံးဒီတွတ်တော့ကနေအခုချိန်ကြီးမပြီးနိုင်သေးဘူးလား အဖေကလည်းဒီမှာရောက်မယ်အဖေတို့တာနေမေ့ကုန်ဘူး ဟာနင်တော့မသိဘူးဒီမှာနောက်ကကြည့်နေငါးလေရနေပြီဒီလိုပဲမလားဒီလိုပဲမလားနင်ကတော့လေကြောက်မိဘွဲရပြီကြားလာပြီအလုပ်လေးဘာလေးလုပ်ဖို့လေစဉ်းစားပါဦး အဖေကလည်းတမီးကခုမှကလေးပဲရှိသေးတယ် ဘာလို့ကလေးလေးလဲနင်ပဲသူများတွေဆိုလေအခုချိန်အလုပ်နဲ့အကင်နဲ့ဖြစ်နေပြီနင့်ကိုလေမတ်တင်မရဲ့တမီးအပြုံးရဲ့ချီးနေနဲ့ကြွေးရမယ်သိလား တော်ပြီအဖေဒါပဲပြောအောင်တစ်တော်ပြီစော့တော့ ဆောနဲ့နိုင်ကြီးတက်တာတယ်ဟမ်ဒါတွေကဘာတွေတော့ဘာတွေလုံလာပြန်ပြီတော့ ဖေကတမီးအလုံးမရှိတိုင်မရှိဆိုအဲတမီးကတမီးတနိုင်တိုင်း online shop လုပ်မလို့ ပါလေနင်ကဒီလိုပုံစံနဲ့စီးပွားရေးလုပ်တော့မယ်ပေါ့အခုခေတ်ကလေအရင်ဒီမှာမမြတ်မရှိရင်လေဘာမှလုပ်လို့မရဘူးသမီးရဲ့ ဟာအဖေကလည်းဟုတ်တမီးလက်ကားယူရလေအမရာ distribution ရဲ့တသိန်းမှုပြရတယ်လက်ကားစီးနေရတာအဖေပြီးရောလက်ကားလိုချင်တဲ့သူတွေတော်လက်ကားယူသက်ရှိသေးရတမီးတို့တနိုင်တိုင်းစီးပွားရေးစချင်တဲ့သူတွေ store ဆိုင် mini mart တွေအတွက်လည်းလေအလားကုန်မှုတော့ကိုအစုံရတာခေါ်ရအမရာ distribution page ကနေမှားလိုက်ရုံလေ ကဲငါသမီးပြောရဲ Amara distribution ကနေပစ္စည်းမှာပြီပဲထောင်းဘယ်နှခင်းချင်းပြီးရောင်းမှာတော့သမီးอ่ะ အမေကင်းသမီးရောက်မှာမဟုတ်ဘူးအဖေကြည့်မရပါဘူးဆိုရင်တစ်တော်အနေနဲ့ရောက်မှာကဲအောင်မအဖေကိုင်းသားဟာလေ Insta ရအောင်မယ်နော် Tapi sampai di dada